ဒီနေ့မနက် TikTok ကြည့်နေရင် Movie Recap Channel ကနေဇလန်လေးတစ်ပုဒ်ကိုနားထောင်မိပြီးတော့အယမ်းကြိုက်သွားတယ်။အဲ့ဒါနဲ့ပဲဒီဇလန်ရဲ့နာမည်ကိုသိချင်တာနဲ့ဗီဒီယိုရဲ့အောက်မှာ comment တွေကိုဝင်ကြည့်တယ်။ဒါပေမဲ့ဇလန်ရဲ့နာမည်ကိုပြောပြထားတာမတွေ့ဘူး။ဇလန်ကလည်းအယမ်းကြည့်ချင်နေပြီ။ဘယ်လိုလုပ်ရမလဲ။အခုလိုမျိုးခံစားချက်ကိုခဏဖိဖူးမဲ့လို့ထင်ပါတယ်။အဲ့တော့ကျွန်တော်ကဒီနေ့မှာကျွန်တော်လိုမျိုးခံစားမှုတဲ့လူတွေက movie နာမည်ရှာတဲ့နီးလေးကိုပြောပြမှာဖြစ်ပါတယ်။စိတ်ဝင်စားတဲ့ဆိုရင်ဗီဒီယိုလေးကိုအဆုံးထိကြည့်လိုက်ပါနော်။အရင်ဆုံးကျွန်တော်တို့ကြိုက်တဲ့ဗီဒီယိုကို TikTok ကနေဆေးလိုက်ပါ။ပြီးသွားရင်တော့ Google Gemini app ကိုဖွင့်လိုက်ပါခင်ဗျ။ Gemini app ကိုဖွင့်ပြီးတော့ upload နေရာကနေကျွန်တော်တို့ download လာတဲ့ဗီဒီယိုကိုတင်ပေးလိုက်ပါ။ဗီဒီယိုကအရန်ရှည်နေမယ်ဆိုရင်တော့ခဏစောင့်ရပါမယ်။ပြီးသွားရင်တော့မြားလေးကိုနှိပ်လိုက်ပါ။ထပ်ပြီးတော့ခဏလေးစောင့်ပါ။ကဲပြီးသွားပြီဆိုရင်တော့သူကဇကားရဲ့နာမည်ကိုအခုလိုမျိုးစုံလင်အောင်တေချာလေးရှင်းပြပြောပြပေးပါတယ်။ movie name သိရပြီဆိုတော့တကယ်ရှိမရှိရှာကြည့်ပါပဲ။ဘယ်မှာရှာကြည့်ရမလဲဆိုရင် Netflix or Channel မြန်မာတို့မှာရှာကြည့်လို့ရပါတယ်။ကျွန်တော်ကတော့ Channel မြန်မာမှာလစဉ်ကြီးပေးပြီးတော့ကြည့်တာဖြစ်လို့ Telegram Channel တွေကိုနောက်တဘဝစာလောက်အထိဝင်စရာမလိုဘဲနဲ့အရန်အဆင်ပြေပါတယ်။အခုဆိုရင်တော့သူပြောတဲ့အတိုင်းနာမည်လေးကိုရိုက်ရှာလိုက်တာနဲ့ဇကားလေးကတကယ်တွေ့ပါတယ်။မိတ်ဆွေတို့လည်းဒီနီးလေးတိုင်းရှာကြည့်နိုင်ပါတယ်။ကဲအားလုံးပဲအဆင်ပြေကြပါစေနော်။ကျွန်တော်လေး channel လေးကိုလည်း like and share လေးလုပ်တော့ပေးပါအောင်နော်ကျေးဇူးပါဗျာ